Yeah, you could be the greatest, you could be the best. You could be the King Kong banging on your chest. You could beat the world, you could beat the war. You could အားလုံးပဲမင်္ဂလာပါမျိုးတို့ရေနော်15ရက်နေ့နဲ့19ရက်နေ့ break လေးကတော့168 break ပဲဖြစ်ပါတယ်ပတ်တီးကတော့ကျွန်တော်တို့1539ညပတ်တီးပါတစ်ပတ်တွင်းချင်းတည်ကြပါမယ်1516ကျွန်တော်တို့အင်္ဂါမကျော်အခွေလေးကတော့89လေးတအခွေပေးထားပါတယ်တစ်ပတ်အတွင်းကျွန်တော်တို့ပတ်တီးလေးနဲ့ break နဲ့ချုပ်ပြီးတော့အော့ကွက်တွေကိုလည်းရွေးထုတ်ပေးထားတယ်အဲ့ဒီအော့ကွက်တွေကိုအဓိကတင်ထိုးပေးပါဗျာနော်ကျွန်တော်ဘက်ကနေပြီးတော့ပြောချင်တာကအကုန်လိုက်ထိုးမယ်ဆိုရင်တော့အရှုံးပေါ်သွားပါလိမ့်မယ်အကုန်ထိုးစရာမလိုပါဘူးပတ်တီးနဲ့ break နဲ့ချုပ်ပြီးတော့ကောင်းလို့ရရလေးကိုအဓိကတင်ထိုးပေးပါမှတ်ချက်ကတော့အကုန်လုံးဒါလိုက်ထိုးမယ်ဆိုရင်တော့အရှုံးပေါ်လိမ့်မယ်တစ်ပတ်အတွင်းအဓိကအခွေလေးတွေကိုဇာတိုးလေးနဲ့လိုက်ထိုးပေးပါ2ရက်အတွင်းအခွေတစ်ပတ်အတွင်းခွေတွေဇာတိုးနဲ့ထိုးပါကျင်းနေထွက်ပါမယ်နော်